시시롱가보 클리루이 바라나티 비마 벼마자 맹이 소자니르 칭보 에리롱아 도베야롱하 또레마 쩌밍피니라보 쩌밍소위메 뚜야 고롱아 띠띠리 머ხოვ부노 와클리တကောင်လောက် ကောင်ကြီးတာသူ့မှာခြံရံထားတဲ့ကြွက်ငယ်လေးအများကြီးနဲ့တောထဲမှာပျော့ပျော့ပါးပါးနေကြတာပေါ့တနေ့တော့ကြွက်အုပ်ကြီးဟာတောထဲမှာထူးထူးဆန်းဆန်းမြေခွေးတစ်ကောင်ကိုတွားတွေ့ကြတယ်လေအဲ့ဒီမြေခွေးကလေခြေတော့တစ်ချောင်းနဲ့ရက်နေတယ်မျက်နာကလည်းနေမင်းကြီးဘက်ကိုပဲလှည့်ထားပြီးဗဆက်ကြီးကိုလည်းအမြဲတမ်းဟထားတာကြွက်မင်းကအထင်ကြီးသွားပြီးအနားသွားမေးတဲ့အခါမှာမြေခွေးရုပ်ကဘာပြောလဲဆိုတော့အိုးကြွက်မင်းငါကခြေလေးချောင်းလုံးမြေပေါ်ကိုချလိုက်ရင်ကဘာမြေကြီးကငါ့အလေးချိန်ကိုမခံနိုင်မှစိုးလို့ပါကွဗဆက်ဟထားတာကတော့ငါကလေကိုပဲစားလို့ပါလို့မူသားစကားတွေပြောလိုက်တာပေါ့ဒါပေမဲ့ကလေးတို့ရေအဲ့ဒီမြေခွေးကလူယုံမှကြီးဗျာကြွက်တွေပြန်သွားတဲ့အခါတိုင်းနောက်ဆုံးကကြွက်ကလေးတစ်ကောင်ကိုဖမ်းဆဖြစ်တာကြာလာတော့ကြွက်တွေနဲလာတာကိုကြွက်မင်းကတတိထားမိသွားတယ်တနေ့မှာတော့မြေခွေးရုပ်ကစားနေကြအတိုင်းကြွက်မင်းကိုခုံအုပ်လိုက်တဲ့အချိန်မှာတတိရှိတဲ့ကြွက်မင်းကရှောင်လိုက်ပြီးမြေခွေးရဲ့လယ်ပင်ကိုပြန်ဖမ်းကိုက်လိုက်ပါလေရောကလေးတို့ရေဟေးမြေခွေးရုပ်မင်းကတရားကိုအယောက်ပြပြီးလူရုပ်မှာအကျင့်ကိုချစ်နေတာပဲလို့ပြောလိုက်ရမှာမြေခွေးကြီးကအဲ့ဒီနေရာမှာတည်သွားပါလေရောကလေးတို့ရေပုံမြင်လေးရဲ့အနစ်ချုပ်ကတော့အယောင်ဆောင်ခြင်းဟာကိုကိုပျက်စီးခြင်းစီကိုပဲပို့ဆောင်တော့ပါပဲကလေးတို့ရေ